ဒါဝတ်တပန်းပေါ့နော်ဒါပန်းတစ်လုံးဒီကောင်တစ်လုံးရှိတယ်အဲ့ဒီထဲထုတ်လိုက်တဲ့ဟာတွေကဒီကောင်ကြီးပေါ့နော်ဒီကောင်ကြီးကိုထုတ်လိုက်တာပေါ့နော်ဒီကောင်ဒါတော့6ပို့ပေါ့နော်6ပို့6ပို့45 kW ပေါ့နော်45 kW 60 HP ပေါ့ဒါဒါယူကျွန်တော်လောက်ရမှာမဟုတ်သူကွိုင်းရတော့ပါထားလိုက်ပြီဒီမှာကွိုင်းရတော့အားလုံး18ခွေပေါ့နော်ဒါ18ခွေဒီမှာ12ခွေဟိုဘက်မှာကြတော့ဒီမှာပေါ့နော်ဒါတွေအားလုံးပေါ့ဒါတွေပါထည့်ရမှာပေါ့နော်ပတ်တော့ကဝနေကဘယ်တော့မှဒါကျွန်တော်ကွိုင်းထည့်ရမှာပေါ့ဗျာဒီထဲထည့်ရမှာပေါ့ကဲကိုတော့ကွိုင်းထည့်မှာပေါ့ဗျာဒီမနေ့ကောက်ကြတော့အဲ့တော့သူ့မိပေးရိုက်ပါ
အားလုံးနှစ်ခါဝင်ရမှာပေါ့နော်အခုလောလောဆယ်တော့တစ်ခါပဲဝင်သေးတယ်ဒီ coin တွေအားလုံးထည့်ရမှာဆိုတော့လေဗီဒီယိုရှိတော့မှဆိုလို့ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆောင်မယ်နော် okay